နှမ်းမှာကြတတ်တဲ့နှမ်းရိုးမဲယောဂနဲ့ပတ်သက်ပြီးတော့ဒီကနေ့ဆွေးနွေးပေးပါအောင်မယ်ခင်ဗျာနှမ်းရိုးမဲယောဂကဘလို့အခြေအနေတွေမှာကြတတ်တယ်လဲဆိုရင်အရန်ပူတဲ့အခါမျိုးကြတတ်ပါတယ်။နောက်မိုးနေတဲ့အခါမှာမြေကအရန်အဆိုးထက်မရှိတော့ပဲဆိုတတ်တွေနဲသွားတဲ့အခြေအနေမှာကြတတ်ပါတယ်။ကိုမြေထဲမှာမိုးယောဂတွေမြေထဲမှာရှိနေမယ်ဆိုရင်လည်းကူးဆက်ပြီးကြတတ်ပါတယ်။ရေအရန်ဝတ်တယ်ဆိုရင်လည်းကြတတ်ပါတယ်။ဒါလေးသတိထားဖို့လိုပါတယ်ခင်ဗျာ။ရိုးမရဘယ်ကနေစဖြစ်လာလဲဆိုအပင်ခြေကနေစဖြစ်ပါတယ်။အပင်ခြေမှာအညိုရောင်လေးကနေတဖြည်းဖြည်းမဲလာမယ်အဖုလေးတွေထွက်လာမယ်ဆိုရင်ဒါရိုးမဲစကြပြီလို့သိရမှာဖြစ်ပါတယ်။နာကြိုက်နေဖြစ်လာမယ်အခောက်တွေဖွာလန်လာမယ်ဒါသတိထားရမှာပေါ့နော်။အဲ့လိုမျိုးအနေထားဖြစ်လာပြီးနောက်ဆုံးဆိုအပင်အရွက်အထိပ်ပြားပိုင်းကနေညှိုးပြီးတော့ဝါလာမယ်ဝါလာပြီးညှိုးသွားမယ်ညှိုးပြီးတော့အပင်သေဆုံးတဲ့အထိဖြစ်သွားနိုင်ပါတယ်။ဒါလည်းသတိထားမယ်ယောဂတစ်ခုဖြစ်ပါတယ်။ဒီယောဂမဖြစ်အောင်ကာကွယ်ဖို့အတွက်အပင်ငယ်စဉ်မှာကတည်းကထရိုင်ကိုရာမာလို့ဇီဝမှုဆေးတွေများများလေးသုံးထားပြီးဖို့လိုပါတယ်။နောက်တစ်ခုကဓာတုမှုဆေးများအနေနဲ့ကတော့မန်ကိုဇက်ကလိုရိုတာလွန်နေစိုင်မောင်စနေစတဲ့ဆေးတွေကိုစောင့်ထားမှာပဲသုံးပေးဖို့လိုအပ်ပါတယ်။ယောဂကြာရောက်မှုပြင်းထန်လာမယ်ဆိုရင်ကောပါအောက်ဆီကလိုရိုက်ကောပါဟိုက်ဒရိုဆိုက်နဲ့ကာကူကာမိုင်စင်ဆေးတွေကိုတွဲဆက်ပြီးဖြန်းပေးဖို့လိုပါတယ်။နောက်ဖြန်းပေးရမယ့်ဆေးကတော့အဆိုဖီစလိုပင်နဲ့ဒိုင်မီနိုကွနာဆိုစတဲ့အဆိုအုပ်စုတွေကိုလည်းဖြန်းပေးလို့ရပါတယ်ခင်ဗျာ။အညွှန်းတိုင်းသေချာလေးဖြန်းပေးဖို့လိုအပ်ပါတယ်ခင်ဗျာ။ဆေးတစ်မျိုးနဲ့ထပ်ခါသုံးတာမျိုးနောက်တစ်ခုကအားစေးပိုးစေးမှုစေးသုံးမျိုးရောပြီးသုံးဆွဲတာမျိုးဆိုရင်လည်းထိရောက်မှုရှိမှာမဟုတ်ပါဘူး။ဖြော်ဆက်ပြီးဖြန်းပေးဖို့လိုအပ်ပါတယ်ခင်ဗျာ။ဒီယောဂဖြစ်ပြီဆိုရင်တော့ယောဂဖြစ်တဲ့အပင်တွင်းကြံတွေကိုဖယ်ရှားပစ်ဖို့ကလည်းအရေးကြီးတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။နောက်နှစ်မှာလည်းဒီမျိုးကိုပြန်မဆိုင်ဖဲနဲ့မျိုးအသစ်ကိုချိန်ပေးဖို့အကြံပြုအပ်ပါတယ်။မချင်းလင်းတာတွေသိချင်တာတွေရှိခဲ့ရင်ကျွန်တော်ရဲ့ comment မှာမေးနိုင်ပါတယ်ခင်ဗျာ။ Viber ကနေလည်းဆွေးနွေးနိုင်ပါတယ်။အခြားတောင်းသူတွေသိအောင်ပြန် share ပေးပါအောင်ခင်ဗျာ။အခုလိုကြည့်ချူပေးတာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။